ပန်ဆက်ရဲ့မူရင်းဆက်ကြောင်းမင်္ဂလာပါရှင်ရွှေသူရကနေကြိုဆိုပါရစေ။ Disney တွေကမင်းသမီးတော်တော်များများကကျမတို့ရဲ့ငယ်ဘဝအမှတ်တရတွေပါပဲ။ဒီဇလန်တွေကြောင့်ပြောခဲ့ဘူးတဲ့စိတ်ကြည်နူးခဲ့ဘူးပါတယ်။ဒါပေမဲ့ဒီဇလန်တော်တော်များများဟာအားလုံးလူတို့ကပြင်ရိုက်ထားတဲ့ဆိုတာကိုသိကြမှာပါ။တကယ်မူလာဇလန်တွေကအရန်ကုန်မှာကြောက်စရာကောင်းတာတွေရှိသလိုကလေးတွေကြည့်ရှုဖို့စိတ်တန်ရရသွားနိုင်လောက်တဲ့အထိဖြစ်နိုင်တာကြောင့်ဒီလိုခန်းတွေကဖြန့်ညက်ထားတာပါ။အခုလဲဒီထဲမှာစိတ်ဝင်စားစရာအကောင်းဆုံးရပန်ဆက်ရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အားလုံးပဲသိကြတဲ့ရပန်ဆက်ဆိုတာစပင်ရှည်ကြီးနဲ့ရတဲ့အမြင့်ကြီးမှနေပြီးတော်ရီကရောက်လာတဲ့မင်းသားလေးကိုစပင်ချပေးပြီးတော့မင်းသားလေးနဲ့ချစ်ကြိုက်သွားခဲ့တာပါ။ဒါပေမဲ့ဒီမူလဇလန်းမှာတော့ဒီလောက်မရိုးရှင်းပါဘူးအရန်ကိုတက်ဖြစ်လုံးပါတယ်။ကဲဒါဆိုရင်ဆက်လိုက်ရအောင်ပါ။1812ခုနှစ်မှာဒီဇလန်ကိုမူလရေးသားတဲ့မူလစာရေးစရာ The Brother Grimm ကသူရဲ့ Green Fairy Tales ဆိုတဲ့အခြေဝတ္ထုထဲမှာပါတဲ့ဇလန်လေးပါတခါကချမ်းကျဲကြီးတစ်ခုထဲမှာပန်းတွေပြုတ်ပြီးနေအများကြီးနဲ့လှပနေတဲ့ချမ်းကြီးတစ်ချမ်းရှိခဲ့ပါတယ်ဒီလောက်လှတဲ့ပန်းတွေနဲ့ချမ်းကြီးကိုပိုင်ဆိုင်တဲ့ပိုင်ရှင်ကတော့ဘလုံးမထင်ရစရာမရှိတဲ့ဆုံးမကြီးတယောက်ဖြစ်နေပါတယ်အဲ့ဒီချမ်းရဲ့အိမ်နီးနားမှာတော့လင်မယားနှစ်ယောက်နေထိုင်ပါတယ်ဒီနေ့မှာတော့သူတို့လင်မယားမှာကိုဝင်ရှိလာခဲ့ပါတယ်ကိုဝင်တဲ့မိမကကိုဝင်တဲ့တို့ထုံးစံတိုင်းချင်းချင်းတက်တဲ့အခါသူစားချင်တာကစုံမကြီးချန်တဲ့ကရမ်ပီရန်တနည်းအားဖြင့်တော့ရပမ်ဆဲလို့ခေါ်တဲ့အပင်ကအသီးကိုမှစားချင်တာပါတခြားဘာမှမစားတော့ဘဲနဲ့ဒီအသီးကိုပဲစားချင်နေဖြစ်လာတယ်ယောက်ျားလုပ်တဲ့သူကလည်းစုံမချန်တဲ့ကမို့မိမကိုအမျိုးမျိုးဖျောက်ပြပေးမယ်မိမကဘာမှကြွေးလို့မရတာကြောင့်အစုံမှာတော့အဲ့ဒီယောက်ျားကနေရအုပ်တိုင်းကိုကြော်တက်ပြီးအဲ့ဒီချန်တဲ့ကရမ်ပီရန်အပင်ကိုခိုးဖို့လုပ်ခဲ့ပါတယ်တကြိမ်တော့လွတ်သွားပေမဲ့မိမကခဏခဏဒါကိုပဲစားခြင်းနဲ့ဆိုပြီးတော့တောင်းဆိုတာကြောင့်လေမတက်သားလို့နောက်တစ်ကြိမ်ချန်စီရုပ်ကိုကြော်ပြီးတော့သွားခိုးရပြန်ပါတယ်ဒီတစ်ခါမှတော့သူခုံနေတော့စုံမကြီးကမိသွားပါတယ်ဒီတော့စုံမကလည်းသူ့ကိုတခိုးဆိုပြီးတော့ဆွဆွဲတယ်အဲ့ဒီယောက်ျားကလည်းဖြစ်စဉ်ကိုအကုန်ပြောပြပြီးသူ့ကိုမတိုင်ကြဖို့တောင်းပန်ပါတယ်အဲ့ဒီမှာစုံမကြီးကဒီချန်နေကအဖေတွေကိုတိတ်တလောက်ယူလို့ရတယ်ဒါပေမဲ့မင်းဘေးယူတစ်ခုတော့လုပ်ရမယ်လို့ပြောပါတယ်ဒီတော့ယောက်ျားကလည်းဘာဖြစ်ဖြစ်ပြောပါလို့ပြောလိုက်ပါတယ်။စုံမကြီးတောင်းဆိုတဲ့ဘေးယူကကလေးလေးကိုမွေးပြီးသွားရင်သူ့ကိုပေးဖို့တောင်းဆိုခဲ့ပါတယ်။ကလေးကိုသာပြီးမယ်ဆိုရင်ဒီချန်ထဲကတီးပင်စားပင်ဘာမဆိုကြိုက်တာကိုတက်တလောက်ယူစားလို့ရတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီယောက်ျားကလည်းသူ့ချန်ထဲမှာမိလျက်သားဆိုတော့သူ့ရဲ့ပြစ်ကိုကြေးအေးပေးဖို့သဘောတူခဲ့ရပါတော့တယ်။ဒါနဲ့ကလေးလေးမွေးပြီးတဲ့အချိန်မှာစုံမကြီးကကလေးကိုတကယ်လာယူသွားခဲ့ပါတယ်။ကလေးမိဘတွေကလည်းမထည့်ပေးချင်ပေမဲ့ကတိအတိုင်းပေးလိုက်ရပါတယ်။စုံမကြီးကကလေးရဲ့နာမည်ကိုသူ့မေကိုဝင်ရှိစဉ်ကချင်းချင်းတက်တဲ့ပန်းရဲ့နာမည်ရပန်ဆယ်လိုပဲပေးလိုက်ပါတယ်။စုံမကြီးရပန်ဆယ်လေးကိုပြုစုဆောက်ရှောက်ခဲ့ပြီးတော့သပင်ကိုလည်းငယ်စဉ်ကလေးကတစ်ခါမှညှက်မပေးခဲ့ပါဘူး။ရပန်ဆယ်လေးအရွယ်ရောက်လာတော့သူ့မိဘအရင်တွေကိုပြန်ဆက်သွယ်သွားမှဆိုရရော။နောက်ပြီးသူ့ကိုပိုးပန်းလာတဲ့ကာလာသားတွေလက်ကလောက်အောင်ရောတော်ရဲကရဲတိုက်အမြင့်ကြီးပေါ်မှာထားလိုက်ပါတယ်။ဒီရဲတိုက်ကအတက်ဆင်းလေးကလုံးဝမပါဘူး။ရပန်ဆယ်ထပ်ပြေးသွားမှဆိုလိုပါ။စုံမကြီးကရပန်ဆယ်စီကိုတပတ်မှတစ်ချိန်လောက်ပဲသွားခဲ့ပြီးတော့သူရောက်လာတဲ့အချိန်ကျရင်ရပန်ဆယ်ဆိုပြီးတော့ရေရွတ်ပါတယ်။အဲဒီခါမှာရဲတိုက်ပေါ်မှာရှိတဲ့ရပန်ဆယ်လေးကသူ့ရဲ့သပင်အရှိကြီးကိုဘရင်းပေါက်ကနေအောက်ကိုချပေးရပါတယ်။ဒီခါစုံမကအဲ့ဒီသပင်ကိုဆွဲပြီးအပေါ်ကိုကျိုးလိုလုပ်ပြီးတော့တက်ပါတယ်။ဒါကသူတို့ကြားထဲကအမှတ်အသားတစ်ခုလိုဖြစ်နေပါပြီ။ဒီနေ့မှာတော့တိုင်းပြည်ရဲ့မင်းသားတစ်ပါးကတော်ရဲမှာအမေလိုက်ရင်တာရတဲ့တချင်းတန်ကိုကြားရလို့အတန်နာကိုလိုက်လာရင်ဘရင်းပေါက်မှာတချင်းဆွနေတဲ့ရပန်ဆယ်ကိုတွေ့သွားပါတယ်။တချင်းတန်ကတာရနာပြောပေးကောင်းတာကြောင့်ရောဒီတော်ကြီးတွေကရေတိုင်မြင့်ကြီးမှာဒီကောင်မလေးကဘာလို့နေရလဲဆိုတာကိုမင်းသားကသိကျင်သွားပါတယ်။ဒါပေမဲ့အပေါ်တက်စရာလေကားကရှိမနေတော့နီးလန့်မရှိလို့မင်းသားလည်းတနေ့လုံးရပန်ဆယ်ကိုစောင့်ကြည့်နေခဲ့တယ်။အဲဒီချိန်စုံမကြီးရောက်လာပြီးရပန်ဆယ်ဆိုပြီးတော့ခေါ်တဲ့အတန်ကိုကြားလိုက်ရပါတယ်။မင်းသားလေးကြည့်လိုက်တော့အဲ့ဒီချိန်ရပန်ဆယ်ကရေထိပ်ပေါ်ကနေစပင်ချပေးပြီးစုံမကလည်းဒီစပင်ကိုဆွဲပြီးတော့အပေါ်ကိုတက်သွားတာကိုတွေ့လိုက်ရပါတယ်။မင်းသားလေးနီလန်သိသွားတာကြောင့်ဆက်ပြီးတော့စောင့်ကြည့်နေလိုက်တယ်။စုံမကြီးပြန်သွားတဲ့အခါမှာတော့မင်းသားကစုံမကြီးလှုပ်ခဲ့သလိုရပန်ဆယ်ဆိုပြီးတော့စပင်တွေကိုချခိုင်းခဲ့ပါတယ်။အဲ့ဒီကအပေါ်ကစပင်ချပေးလိုက်တာကြောင့်မင်းသားလေးဒီစပင်နဲ့တွေ့တက်ပြီးတော့ရပန်ဆယ်လေးကိုတွေ့ရှိသွားပါတော့တယ်။အဲဒီနောက်တော့သူတို့နှစ်ယောက်ဟာမြစ်တာသက်ဝင်ချစ်ခင်သွားခဲ့ပြီးမင်းသားကနှိလန်ရပယ်စီကိုလာတွေ့ခဲ့ပါတယ်။သူတို့နှစ်ယောက်ကစုံမကြီးမသိအောင်မကြာခဏချင်းတွေ့ခဲ့ကြတယ်။အဲ့ဒီလိုလာတွေ့တိုင်းမှာလေမင်းသားကခြေလုံးတွေကိုယူလာပါတယ်။အကြောင်းကတော့တနေ့မှာရပန်စင်နဲ့အတူထွက်ပြေးဖို့ပဲဖြစ်ပါတယ်။သူတို့ရဲ့အကြံစီအထမမြောက်သေးခင်မှာပဲရပန်စင်မှာကိုဝင်ရှိသွားခဲ့ပြီးစုံမကြီးရောက်လာတဲ့အခါရပန်စင်ရဲ့ခါနီယာကတဖြည်းဖြည်းတုတ်လာပြီးတော့အဝတ်စားတွေကျက်လာတာကိုသတိထားမိသွားပါတယ်။ရပန်စင်မှာကိုဝင်ရှိနေပြီဆိုတာကိုစုံမကြီးသိသွားတဲ့အခါမှာတော့ရပန်စင်ရဲ့စပင်းတွေကိုဖျက်ပစ်ခဲ့တဲ့
နောက်ပြီးကိုဝင်ရှိသွားတဲ့ရပန်ဆဲကိုတော်ကြီးတနေရာကိုသွားထားလိုက်ပါတယ်ပြီးတော့ရပန်ဆဲကိုကိုဝင်ရအောင်လုပ်ခဲ့တဲ့သူကိုအပြစ်ပေးချင်နေတဲ့ဆုံးမကြီးကရေလိုက်ထဲမှာပဲစောင့်နေခဲ့ပါတယ်ဒါကိုမသိတဲ့မင်းသားကအရင်လိုပဲရပန်ဆဲဆိုပြီးတော့ခေါ်လိုက်တဲ့အခါရပန်ဆဲစီကဖြတ်ထားတဲ့စပင်းတွေကိုဆုံးမကြီးကချပေးလိုက်ပါတယ်မင်းသားလည်းဒီစပင်းတွေကိုတွေ့တက်လာတဲ့အခါဒီတစ်ခါမှတော့သူကြည့်ရတဲ့ရပန်ဆဲမဟုတ်ဘဲနဲ့ဆုံးမကြီးဖြစ်နေတာကိုတွေ့လိုက်ရပါတယ်ဆုံးမကြီးကမင်းရပန်ဆဲကိုထပ်မတွေ့ရတော့ဘူးလို့ပြောပြီးတွန်းချလိုက်ပါတယ်ဒီမှာမင်းသားကစူးချံပေါ်ကျပြီးတော့မျက်လုံးကိုထိခိုက်မိသွားတာကြောင့်မျက်လုံးနှလုံးစလုံးကွယ်သွားခဲ့ရပါတယ်ရပန်ဆဲကတော့တော်ရဲမှာတယောက်တည်းနေရင်ကလေးတွေကိုမွေးဖွားခဲ့ပါတယ်အမလေးတွေကိုမွေးခဲ့ပြီးတော့ကလေးတွေကိုပြုစုဆောက်ရှောက်ရင်းနဲ့နေခဲ့ပါတယ်ဒီနေ့မှာတော့မင်းသားကမျက်စိမမြင်ပဲတော်ရဲမှာလှည့်လည်သွားလာရင်ရပန်ဆဲရှိတဲ့နေရာနာကိုရောက်လာခဲ့ပါတယ်အဲ့ဒီချိန်ရပန်ဆဲရဲ့တချင်းတက်ကိုကြားရပြီးတော့အတန်ကိုမှတ်မိသွားလို့အတန်နောက်လိုက်လာရင်းနဲ့ဆုံးခဲ့ကြပါတယ်ရပန်ဆဲကလည်းမှတ်မိသွားပြီးနှစ်ယောက်သားဖတ်ငိုခဲ့ကြတယ်အဲ့ဒီချိန်ရပန်ဆဲလာတဲ့မြေရီကမင်းသားရဲ့မျက်လုံးပေါ်ကိုကျသွားတဲ့ချိန်မှာမင်းသားလည်းမျက်စိပြန်မြင်သွားခဲ့ပါတယ်နောက်ဆုံးမှာတော့ရပန်ဆဲကိုနန်းတော်ကိုခေါ်သွားပြီးပျော်ရွှင်စွာပေါင်းဖက်ခဲ့ကြပါတယ်ဒါကတော့ Disney နဲ့မတူတဲ့မူရင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်နောက်ဗီဒီယိုလေးတွေအတွက်လည်း page ကို like and share လေးလုပ်ခဲ့ပေးပါဦးနော်